တစ်ခုဝက်ခောက်လေးကိုဒေးချာတန့်စင်အောင်ဆွေးကြောလိုက်မယ်နော်အမွေးတွေပါဒေးချာပြောင်းလုပ်မယ်ပြီးရင်အစီကိုဒေးချာဖြတ်ထားလိုက်ခေါင်းနားမှာအစီလေးကတ်နေရင်အခောက်အကျွတ်ကြော်တဲ့အခါကျရင်မပွားတော့အစီမပါမှပွားဒေးချာအစီဖြတ်ထုတ်ထားတဲ့အခောက်ကိုအခုရင်လေးစုထဲမှာထည့်လိုက်မယ်15မိနစ်လောက်ပြုတ်ရင်ရပြီနော်ပြုတ်ထားတဲ့ဝက်ခောက်တွေကိုဒေးချာရေစင်အောင်စိမ့်မယ်ပြီးလို့ဆိုရင်အဲ့ဒါကိုရှာလကာရေစားတို့အချို့မုံတို့လည်းထည့်နေလိုက်မယ်နော်ပြီးရင်နေလန်းထားပါတယ်ဝက်ခောက်တွေကိုဝက်ခောက်နေလန်းတာဒီလိုအနေထားမျိုးရရင်တော့ကြော်လို့ရပါပြီကြော်ပြမယ်နော်စော်ဒါထည့်ထားရင်စီရမမေးဖြစ်ပါတယ်အခုစော်ဒါမထည့်ထားတော့စီလေးရစီရောင်တိုင်းလေးပဲကြီးကြီးလေးပဲပထမတော့ကြော်ပြီးသွားတယ်နော်ပြန်ခုဒါနောက်တော့ထပ်ကြော်တာဟုတ်တယ်ကလားအနီးကကိန်းရရဲ့ကင်မရာပြတ်မှာသူတေးတေးဟာလာပါပြီစီလေးလဲဆင်ပါတယ်ပြီးရင်ဒီကိုကြောင့်တန်ရှင်းရေးပြန်လုပ်ရမယ်တော်လေးပွားလာပြီနော်စီရောင်ကဒီတိုင်းပါပဲကြီးကြီးလေးပါပဲမဲမသွားပါဘူးခုနှခါကြော်တာဒီလောက်ရပြီနော်စီနေထောက်ပြမယ်ဒီရောင်ကဒီတိုင်းပါပဲနောက်တော့ထပ်ထည့်လိုက်ပါပြီပွာလာလားအားရကြလေးနော်ခုဆိုရင်ဝက်ခောက်ကြော်လေးရပါပြီဒီထိပ်ဘက်ကဟာတွေကမီးမပူမအေးနဲ့ကြော်ထားတာပါမီးအရင်မပြင်းတဲ့ဟာနဲ့ကြော်တာဒီနောက်ကဟာကြတော့မီးပြင်းပြင်းလေးတွေကိုထည့်ကြည့်လိုက်တာဒီလိုလေနည်းနည်းလေးတော့ကွာတယ်လို့ပဲเนาะအဲ့ဒီကတခုကိုစားပြမယ်ပွားလေးအစမ်းကြားမယ်เนาะကျွတ်လေးကြွတ်နေရပါပဲစားလို့ကောင်းတယ်ဗာလေးနဲ့တွဲစားရင်ကောင်းမလဲမသိဘူးเนาะတစ်ခုပြီးတစ်ခုစားကြနေတော့တာပဲဒီမှာဒီတစ်ခုလည်းစားပြမယ်ကိုအိမ်မှာကိုကကိုကြော်စားတော့တန်တန်ရှင်းရှင်းလေးလည်းစားလို့ရတယ်ကိုစိတ်တိုင်းရတာလေးလည်းထည့်လို့ရတယ်เนาะလိုက်လောက်စားကြည့်ကြပါအရန်လည်းမခက်ပါဘူးစီလည်းအရန်တော့မပေါက်ပါဘူးเนาะ